ရှိရပါတော့ဘာပြောပြမှာလဲဆိုရင်တော့ဇလန်လေးအကြောင်းဖြစ်ပါရဲ့ဇလန်အကြောင်းဆိုတာဗာလဲဆိုတော့ဗာလဲယူကီဇလန်ရိုက်ဖို့အစီအစဉ်ရှိရပါတော့ဇလန်ရိုက်တယ်မှာချုံမတော့မင်းသမီးလေးပြီးတော့အပင်ခဏရတော့ကမလေးရဲ့အကြောင်းနဲ့စင်ကြရတာပေါ့နော်အဲ့ဒါလေးပါမလို့ရှင်ပြီးတော့ဟိုလုံးတမဲ့စကားရအများကြီးမှာပြပါရှင်ဒီမှာကိုတောင်းဆိုတင်တဲ့စကားလေးတွေကိုပြောခဲ့ပြီပေါ့နော်သိပေးပါမယ်ရှင်ပြီးတော့ဗာလဲစပင်းနဲ့ထိုင်လောက်တာလို့အန်တီလို့လောက်တာလည်းပြောပြပါမယ်ရှင်ကဲအရင်ဆုံးအန်တီနဲ့လောက်တာကိုဆုံးပြပါမယ်ပေါ့နော်အရင်ဆုံးယူကီပြရတဲ့ဒီထေးတဲ့ကိုဝင်ပါမယ်အတိမှာဆိုရင်ကိုကြိုက်တဲ့ဟာလေးလိုယူရပါတယ်ပေါ့နော်အဲ့မှာယူကီကတော့ဒါလေးတူလိုက်ပါမယ်ခဏစောက်ပေးပါလာပြီးဆိုရင်အရင်လာလေးရပြီပေါ့နော်ဒီမှာမကိုကဗာလဲအန်တီတို့အလေးမလုပ်ချင်ဘူးနော်ကနန်းနဲ့ရိုက်ခဲ့ချင်ဆိုရင်တော့ဒီဟာလေးကိုနှိပ်ပါရှင်အတိမှာကိုရေးချင်တဲ့စာတမ်းလေးပေါ့နော်ရေးလို့ရပါတယ်ဟုတ်နော်ရေးလို့ရပါတယ်ဒါလေးပြပါပြီးတော့ဟုတ်နော်ဒီတရားလိုပေါ့ဗီဒီယိုလေးတင်မှာဖြစ်ပါရဲ့ရှင်လိုပေါ့ဗီဒီယိုတင်မှာပြရတာအားပေးကြပါလို့ဒီပြောချင်ပါတယ်ပေါ့နော်ဒီနေ့ပြတော့ကြလာပါပဲနောက်ပြန်ပြကြပါမယ် like subscribe လေးနှိပ်ပါလို့နော် okay bye bye ပါချစ်တော့ပါ